အားလုံးပဲမင်္ဂလာပါ something အပန်းပြန်နေကြိုဆိုလိုက်ပါတယ်ဒီနေ့ပြပြပေးမယ့်အကြောင်းအရာလေးကတော့ strawberry coulis ကိုဘယ်လိုလုပ်လဲဆိုတာပြပြပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးထဲမှာပါတဲ့ဒီအနီအောင် strawberry လုံးလေးပေါ့နော်အဲ့ဒါလေးကိုဘယ်လိုလုပ်လဲဆိုတာပြပြပေးသွားမှာဖြစ်ပါတယ် strawberry coulis လုပ်မယ်ဆိုလို့ရှိရင်တော့ strawberry လေးလိုပါတယ်အရင်ဆုံး strawberry လေးတွေရေဆေးထားလိုက်ပါပြီးရင် blender နဲ့ strawberry အရေးဖြစ်အောင်လို့ကြိတ်လိုက်ပါ sauce pan နဲ့ထည့်ပြီးတော့ကြိုးပါမယ် glucose syrup လေးထည့်ပါမယ်နောက်ခွက်တစ်လုံးထဲမှာ brown sugar လေးထည့်ထားပါမယ် brown sugar တွေကိုပတ်တင်း NH ရောပါမယ်ပတ်တင်း NH ဆိုတာကျတော့ခုနကပြောတဲ့ဒီ sauce တွေကိုသူကပြစ်စေတာပေါ့နော်ယူတွေပါတွေလောက်တဲ့နေရာမှာသုံးပါတယ်ဘာလို့တကြားနဲ့ရောရလဲဆိုတော့သူကဒီအရင်တူကြီးပဲထည့်လို့ရှိရင်သူကခဲဝတ်တတ်တယ်အပူနဲ့တွေ့တဲ့ခါကျရင်တကြားနဲ့ရောထည့်တဲ့ခါကျတော့မခဲဘူးပေါ့နော်ခုနကကြိတ်ထားတဲ့ strawberry ကိုမြည်ဖို့ပေါ်တင်လိုက်ပါမယ်နည်းလေးဆူလာပြီဆိုခုနတကြားနဲ့ပတ်တင်းလေးထည့်ပြီးမှွေပါမယ်နောက်ဆုံးမှာ lemon juice လေးနည်းနည်းထည့်လိုက်ပါဒါဆိုလို့ရှိရင်တော့ strawberry coulis လေးရပါပြီရှားလာတဲ့ strawberry coulis ကိုရေခဲသက်သက်ထဲမှာ6နိုင်ထားပြီးတော့ဆက်လုပ်ပါပါတယ်6နိုင်ထားပြီးတော့ခဲအောင်လုပ်ရအောင်နော်ကျွန်တော်ကကြတော့ခုနလိုမျိုးအလုံးလေးဖြစ်ခြင်းတဲ့အတွက်ကြောင့်မလို့သူ့ရဲ့ဒီ silicone မိုတဲကိုထည့်ပြီးတော့အလုံးလေးဖြစ်အောင်လုပ်ပါတယ်နောက်လည်းဒီလို baking tips လေးတွေပြပြပေးသွားမှာမလို့ something အပန်း follow လုပ်ပေးထားကြပါနော်